ဒီ stingray ငါးလိုက်ကြော်ကြီးဟာဇီဝဖေတော့အဆိုင်ရာဖုံစုပ်ဆက်ကြီးတစ်ခုလိုပါပဲတင်းရက်ကိုတားကောင်အကောင်90အထိစားထုံးနိုင်စွမ်းရှိပါတယ်ဒီတတဝါကြီးကလမ်းညွန်တုံးချက်တစင်းလို့ပြေးလွှားနေပြီးကွင်းပြင်ထဲမှာအကာအကွယ်မဲ့အချင်းရစ်ခဲ့တဲ့ဘယ်လိုအကောင်ကိုမဆိုစုပ်ယူစားတောက်ပြလိုက်တာပါဒီစစ်တလင်းထဲကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်ကျွန်တော်တို့ရဲ့ Lure Agent ဖြစ်တဲ့ Spine ခနန်းလေးကိုဆဲလွတ်ထားပါတယ်ကင်မရာဒီတက်ဆင်ထားတဲ့ဒီခနန်းလေးဟာကနန်းအုပ်စုကြီးရဲ့အကာအကွယ်ပေးသူဖြစ်လာခဲ့ပါတယ်ဒီ Stingray ကြီးဟာလူသားတွေရဲ့ဆိုနာစနစ်ထက်အစာပေါင်းများစွာတားလွန်တဲ့အာယုံခံစနစ်တွေနဲ့ပင်လယ်ကျမ်းပြင်ကိုရှာဖွေနေတာပါသူကအလွယ်တကူစားလို့ရမယ့်သားကောင်ကိုပဲရှာဖွေနေတာဖြစ်ပါတယ်။မာကျော်တဲ့ဇီဝချက်ဝတ်တန်းစားတွေရှိနေတဲ့အကောင်တွေကိုတော့သူကလက်ချူရှူထားလိုက်ပါတယ်။ဘာလို့လဲဆိုတော့မာကျော်တဲ့အခွင့်ကိုဖွဲဖို့အတွက်ကုံဆုံးရမယ့်အင်အားကရရှိလာမယ့်အာဟာရဓာတ်နဲ့မတန်လို့ပါပဲ။တက်တိရှိတဲ့အဆောင်ရှောက်တွေရှိနေပေမဲ့လည်းအားနည်းတဲ့အခွင့်ပျော်ကနန်းလေးတွေဟာအုပ်စုကြီးထဲမှာသူတို့ရဲ့ဒီနေရောကိုဖုံးခွေနေဖို့အလူအယက်စူးစမ်းနေကြပါတယ်။ရဲရဲဝံ့ဝံ့ခုခံနေကြပေမဲ့လည်းဒီအသားစားတတဝါကြီးရဲ့ရေဒါထဲမှာတားကောင်တစ်ခုကိုပြစ်မှတ်ထားမိသွားပါပြီ။ Hydraulic PR စတင်အလုပ်လွန်လာပါပြီ။ဒီတိုက်ခိုက်မှုကအရန်ကိုမြန်ဆန်ပြီးတနာညာထမှုကင်းမဲ့လွန်လာပါတယ်။အတွင်းထက်က protein ဓာတ်ကိုရဖို့အတွက်အခွင့်ကိုချီးချစ်ပြီးတားကောင်ကိုဆွဲထုတ်ယူလိုက်တာကတော့ခဏလေးပါပဲ။အနားမှာရှိနေတဲ့အသက်ရှင်ကြံရည်သူတစ်ကောင်ကတော့ရေးပေါ်ရှောင်တိတ်မှုတွေကိုစတင်လှုပ်ဆောင်နေပါပြီ။ဒီပင်လယ်နဂါးကြီးကသူ့ရဲ့ပြစ်မှတ်ကိုပြန်မချင်းခင်မှာဒီခဏမလေးဟာအုပ်စုထဲကိုအမြန်ဆုံးဝင်ရောက်ပုံခွေရမှာပါ။တားကောင်ထဲသွားတဲ့အကောင်ဟာအခုတော့အခွင့်ပလာပဲကြံပါတော့ပြီ။ဒါပေမဲ့ဒီအကောင်ကြီးရဲ့စားလောင်မှုကတော့ရှိနေသေးပါပဲ။အကောင်90တရားမဲ့သူ့ရဲ့ပြစ်မှတ်ကမပြည့်သေးပါဘူး။ထွက်ပြေးနေတဲ့ဒီခဏမလေးဟာတပ်ကွင်းထဲမှာအထီးချန်စွာပေါ်ထွက်နေပါတယ်။သူဟာဘေးကင်းရနယ်မြေကိုအချိန်မီရောက်ရှိသွားခဲ့ပါတယ်။သူဟာတီမင်းရဲ့ထီပေါက်ချင်းကနေလွတ်မြောက်သွားခဲ့တာပါ။အခုတော့ခနန်းတက်ဖွဲကြီးဟာသူတို့ရဲ့အကောင်းဆုံးခုခံစစ်ဖြူဟာကိုစတင်လိုက်ပါပြီ။စူးစူးစီစီရှိလေလေတကောင်ချင်းစီအဖမ်းခံရနိုင်ကြီးနေလေလေပါပဲ။သူတို့ဟာအသက်ရှိခန်းတက်ကြီးတစ်ခုကိုတီးဆောက်နေကြတာပါ။မားကြောတဲ့အခွင့်ရှိသူလေးကအပြင်းပတ်တနိုင်အဖြစ်ကာကွယ်ပေးထားပြီးအားနည်းတဲ့အခွင့်ပျော်လေးတွေကိုတော့အတွင်းထဲမှာထည့်သွင်းထားပါတယ်။အပြင်မှာတကောင်တဲကြံခဲ့တဲ့ကျွန်တော်တို့ရဲ့ spine ခနန်းလေးကတော့အလွယ်တကူအဖမ်းခံရမယ့်အခြေအနေဖြစ်နေပါပြီ။ဒီတီမင်းတမန်ငါးလေကြောက်ကြီးရဲ့ပြင်းထန်တဲ့ဆိုအားတံကိုသူအပြည့်အဝခံလိုက်ရပါတယ်။အခုဆိုရင်တော့ကနန်းလေးရဲ့မျက်စီကတစင်ကြောက်မှတ်ဖွယ်ကဘာပြက်ခင်းကြီးကိုမြင်တွေ့နေရပြီဖြစ်ပါတယ်။ပဝင်းချင်းတစ်ခုလုံးမောင်းအတီးကျသွားပြီးမြဲစက်ပိုင်းဆိုင်ရာစနစ်တွေကတော့အလုတ်လုံးနေတုံးပါပဲ။ဒါဟာမပြီးဆုံးသေးပါဘူး။ငင်းပယ်ခံလိုက်ရပါပြီလူလိုအခွင့်ရဲ့အရာတာကပုံမှန်မဟုတ်ဘူးဖြစ်နေတာပါအသားစားတော်အကြီးကဘူးကိုပြန်ထွေးထုတ်လိုက်ပါတယ်စိတ်ရုပ်ခြေထောက်ရှစ်ချောင်းပေါ်ပြန်ရက်တည်နေသွားတဲ့ကျွန်တော်တို့ရဲ့ spine လေးဟာခန့်တက်ကြီးစီကိုပြန်လဲဆုတ်ခွာသွားပါတယ်ရှေ့မှာတော့ရှင်တန်းချင်းရဲ့ပြာယူကိုဖြစ်တဲ့ကနန်းမျောစင်ကြီးရှိနေပါတယ်ဒါပေမဲ့အပေါ်ကိုတက်စရာမလိုပါဘူးကနန်းစစ်တပ်ကြီးကသူ့စီကိုရောက်လာခဲ့တာပါသူတို့ဟာ spine လေးကိုဝိုင်းအောင်လိုက်ကြပြီးအုပ်မြေတစ်ခုအချစ်ထည့်သွင်းလိုက်ပါတယ်သူတို့ဟာခြေထောက်တွေနဲ့အခွေမာတွေပေါင်းဆက်ပြီးဘယ်လိုမှထိုးဖောက်လို့မရတဲ့ဒိုင်းလွယ်ကြီးတစ်ခုကိုဖန်တီးလိုက်ကြပါတယ်ဒါဟာရွေလီနေတဲ့တဲဖင်ပေါ်မှာတိဆောက်ထားတဲ့အသက်ရှိရဲတိုက်ကြီးတစ်ခုပါပဲ